Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုမိုင်းကျွန်တော်ရဲ့Studio View Channel တိကနေကိုမလို့ကိုပြန်ရေးဆွဲပါရနော်ကိုမိုင်းကျွန်တော်အခုဗီဒီယိုကတော့ဒီနောက်ပတ်ပေါ့နော်နောက်ပတ်ကျွန်တော်ဒီမှာ20နှစ်မှ8ရက်နေ့ကနေ30ရက်နေ့ထိကျွန်တော်ဒီဘက်စာထိပ်ဝေးအခွေနဲ့ကျွန်တော်တို့ဒီsorry ကိုမိုင်းနော်ဒီဘက်စာတော့ဒီဘက်စာရှေ့ဘက်ကကျွန်တော်ဟိုဟာတရက်ပိတ်တယ်ကိုမိုင်းချက်သားပြင်းနေတရက်ပိတ်တယ်နော်ဒီဘက်စာကျွန်တော်ထိပ်ဝေးခွေကျွန်တော်တို့break ကိုလာပြီးတော့တင်ပြဖြစ်ပါတယ်ရှေ့ဘက်ကတော့ကိုမအားလုံးပဲအဆင်ပြေကြမှာထင်ပါတယ်နော်ထိသမားရောခွေသမားရောဖိတ်သမားရောအားလုံးပဲအဆင်ပြေကြမှာလို့ထင်ပါတယ်နော်ဒါကတော့ကျွန်တော်ရဲ့ channel တစ်ပါchannel တစ်ကို subscribe မလုပ်သေး subscribe လုပ်တာပါကိုမိုင်းနော်အဲ့တော့ကျွန်တော်ကိုမအားလုံးပဲကျွန်တော်ဒီမှာကျွန်တော်အစားကတော့ဒီတက်တန်နေညာ9နာရီလာပြီးတော့တင်ပြဖို့ပဲကိုမိုင်းနော်ဒါပေမဲ့ကျွန်တော်တိတ်ပြီးတော့မနေ့ကဖျားသွားလိုက်ပြီကိုမိုင်းနော်အဲ့တော့ကျွန်တော်ဒီစနေနေ့7နာရီကျရင်တင်ပြလိုက်မယ်နော်ကိုမိုင်းအဲ့တော့ကျွန်တော်ရဲ့ channel တစ်ကို follow မလုပ်သေး follow ထားပါကိုမိုင်းနော်အဲ့တော့ကျွန်တော်ဒီ channel တင်မှာပဲနောက်ရက်တွေနေ့ရက် like တွေအကုန်ဒီ channel တင်မှာပဲတင်မယ်နော်ကိုမိုင်းအဲ့တော့ကျွန်တော်28ရက်နေ့ကနေ30ရက်နေ့ဒီတစ်ပတ်စာကျွန်တော်တို့တစ်ပတ်ဟိုပါဘောနော်ဗုဒ္ဓကျော်ဇာတ်ပတ်တိလုံးနဲ့မိရ3ကအဖွဲ့ဝင်ချင်းနဲ့ကိုမိုင်းကတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်39 993 ဆက်ဖုန်းနံပါတ်လာပြီးတော့ဖုန်းတိုင်းဆက်ပြီးတော့ဖွဲ့ဝင်လို့ရသလိုဘိုင်ပါရှိရင်လည်းဘိုင်ပါလာပြီးတော့ပြည်စာလေးပို့ထားပြီးလို့ရပါတယ်ကိုမိုင်းနော်အဲ့တော့ကျွန်တော်ဗုဒ္ဓကျော်ပတ်တိနဲ့ share မိရ3ခွထုတ်ပေးထားတယ်နော်ဟုတ်ပြီနော်အဲ့တော့ကိုမိုင်းလုံးမယ်အဲ့တော့ဒီ channel တင်မှာကျွန်တော်အခုဟွာလေးပြောမယ်နော်ကိုမိုင်းအေးတော့ကျွန်တော်ဗီဒီယိုလေးတော်တော်လေးပဲလုပ်လိုက်တော့မယ်နော်တော်တော်လေးပဲလုပ်လိုက်တော့မယ်အေးတော့ကျွန်တော်ထိတ်ဒီမှာတစ်ပတ်စာထိတ်ကျွန်တော်နောက်ဘက်ကအခုလာမယ့်ဘက်ကပေါ့နော်အခုလာမယ့်ဘက်ကကိုမိုင်းကျွန်တော်ကြာသာပရိနေတွေပိတ်တယ်နော်ကြာသာပရိနေတွေပိတ်တယ်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်ပြီးရခုတစ်ပတ်စာကြီးကကျွန်တော်ဟိုအမွေးရမယ်4ရက်မွေးရမယ်ကိုမိုင်းနော်4ရက်မွေးရမယ်အဲ့တော့ကိုမိုင်းတန်းနေတဲ့ကိုချိုင်းနေတဲ့အောင်ယူသုံးလို့ရပါတယ်နော်ကိုချိုင်းနေတဲ့အောင်ယူသုံးလို့ရတယ်1ရက်နေ့4ရက်1ရက်နေ့ကြာတာပြီးနေ့ပိတ်ရနော်ကိုမိုင်းအားကြောင့်ဗုဒ္ဓမှုကျော်အခုဒီမှာလာမယ့်ပတ်မှာဗုဒ္ဓမှုကျော်ဝယ်တဲ့ကိုမိုင်း share တင်ထိုးလို့ရမယ်နော်ပတ်တိရ share အားကောင်းတယ်နော်ပြီးကျွန်တော်တကွက်ကောင်းအပူးဖြစ်တယ်နော်တကွက်ကောင်းအပူးဖြစ်တယ်ကိုမိုင်းအဲ့တော့ကဲတပတ်စာလေးအဲ့အဖွဲ့ဝင်မဲ့ကိုမိုင်းကတသားခွဲချက်ပါ3993399295စဖုန်းနံပါတ်ကျွန်တော်လာပြီးတော့ဖုန်းတိုင်းဆက်ပြီးဖုန်းရသူတို့ပဲပါရှိနေပဲလာပြီးတော့ပြည်သားလေးပို့ထားလို့ရကိုမိုင်းနော်အဲ့ကျွန်တော်ဒီတပတ်စာရေးတော့ထိတ်ကိုပြောမယ်ဆိုရင်ကျွန်တော်ထိတ်က3ထိတ်5ထိတ်ပါနော်3ထိတ်5ထိတ်အခွေကတော့3 4 5 6ဆိုအခွေဘရိတ်ကတော့ကိုမိုင်းတစ်ပရိတ်6ပရိတ်ပါနော်ဘရိတ်ကတစ်ပရိတ်6ပရိတ်ပါကိုမိုင်းနော်ဘရိတ်ကတစ်ပရိတ်6ပရိတ်ပါကျွန်တော်ကမလို့ရသေးဘူးကိုမိုင်းနော်ကမလို့ရသေးဘူးကိုမိုင်းကျွန်တော်ကမလို့ရသေးဘူးကိုမိုင်းနော်အဲ့ကြောင့်မို့ကျွန်တော် yoga တွေခါထည့်ပြီးတော့ပြောမနေတော့နော် yoga တွေကထည့်ပြီးတော့ပြောမနေတော့ကျွန်တော်ကိုမိုင်းbreak က tip break 6 break ပါနော် tip break 6 break ပါနော်yoga ကကျွန်တော် Viber နဲ့ Telegram channel မှာပဲဒီ YouTube channel မှာကျွန်တော်ကက်ကလေးတင်ပေးမှာပဲကြည့်လိုက်တော့နော်ကိုမိုင်း yoga ကကျွန်တော်ထည့်ပြီးတော့ပြောမနေတော့ဘာလို့လဲဆိုတော့ကျွန်တော်ကမလို့ရသေးဘူးနော်အဲ့ကြောင့်မို့လို့tip break 6 break ပါထိတ်ကတော့3ထိတ်5ထိတ်ပါ3 4 5 6ဆိုဖွေပါအားလုံးပဲအဆင်ပြေကြပါစေကုန်မိုင်းနော်အဲ့တော့ဒီမှာဗုဒ္ဓကျော်သားတို့ပတ်တိလုံးမင်းရော3ခွက်ဗုဒ္ဓကျော်သားပတ်တိလုံးနဲ့မင်းရော3ခွက်အဖွဲ့ဝင်ချင်းနဲ့ကိုမိုင်းကကျွန်တော်ဖုန်းနံပါတ်39 9933992စဖုန်းနံပါတ်လာပြီးတော့ဖုန်းတိုက်ဆက်ပြီးဖွဲ့ဝင်လို့ရသလိုဘယ်မှာရှိနေလဲဘယ်မှာလာပြီးတော့ပြည်သားလေးပို့ထားပြီးလို့ရပါတယ်နော်ကိုမလည်းကျေးဇူးများတင်ပါတယ်ကျွန်တော်ကိုမိုင်းတော့ဒီဗီဒီယိုကလောက်နေပဲဆက်တော့မယ်ကိုမိုင်းနော်အဲ့ channel ကို follow မလုပ်သေး follow တာပါ share လို့စီမီတယောက်ချက် share ပေးတော့ခဲ့နော်အဲ့တော့ကျွန်တော်နောက်ရက်ဒီ channel မှာပဲ like ရှိမယ်နော်ကိုမိုင်းအားလုံးကျေးဇူးများတင်ပါတယ်ဗျာကိုမိုင်းနော်ကျွန်တော်ဒီဗီဒီယိုကလောက်နေပဲရက်ပြီနော်